မြန်မာဘောလုံးပြည်သက်များအားလုံးမင်္ဂလာပါ AYA Tri Nation 2026ရဲ့ချန်ပီယံဆုကိုအဆုံးဖြတ်ပေးမယ်မြန်မာအသင်းနဲ့ထိုင်းအသင်းတို့ရှင်ပြိုင်ရမယ့်ပွဲစဉ်ကတော့နောက်ဆုံးအခြေအနေကိုရောက်ရှိလို့လာပါပြီမြန်မာနဲ့ထိုင်းအသင်းတို့ဟာချန်ပီယံအဆုံးဖြတ်ပွဲစဉ်ဖြစ်ဇွန်လ9ရက်နေ့ညနေ9:00နာရီမှာရန်ကုန်မြို့ကသုံးနာကွင်းတွင်မှာရှင်ပြိုင်ကစားကြပါမယ်ဒီပြိုင်ပွဲမတိုင်ခင်အထိမြန်မာဥဇဘက်ကစ္စတန်နဲ့ထိုင်းသုံးသင်းလုံးမှာချန်ပီယံဆုကိုစခုရရှိနိုင်တဲ့အခွင့်အရေးတွေရှိနေသေးဖြစ်ပါတယ်။ဒါကြောင့်လဲနောက်ဆုံးပွဲစဉ်ဖြစ်တဲ့မြန်မာနဲ့ထိုင်းအသင်းတို့ရဲ့ပွဲစဉ်မှာဘယ်လိုရလဒ်တွေပေါ်ထွက်လာမလဲဆိုတာကစိတ်ဝင်စားစရာဖြစ်နေပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်လို့ကျွန်တော်ရဲ့အမြင်ကျွန်တော်လေးလာထားသလောက်ကိုဒီအစီအစဉ်မှာသုံးသပ်တင်ပြပေးသွားပါမယ်။မြန်မာနဲ့ထိုင်းပွဲစဉ်မှာဘယ်အသင်းနိုင်မလဲဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲဆိုတာကိုမသုံးသပ်ခင်မြန်မာနဲ့ထိုင်းပွဲစဉ်မှာဘယ်လိုရလက်ထွက်ပေါ်ခဲ့ရင်ဘယ်အသင်းကိုဆွဲမလဲဆိုတဲ့အကြောင်းကိုအရင်ဆုံးပြောကြည့်ချင်ပါတယ်ပထမဆုံးအနေနဲ့ထိုင်းအသင်းအနေအထားကိုပြောချင်ပါတယ်ထိုင်းအသင်းကမြန်မာနဲ့ပွဲမှာတရီတမှတ်ရရှိခဲ့မယ်သို့မဟုတ်အနိုင်ရရှိခဲ့မယ်ဆိုရင်ထိုင်းအသင်းကဒီပြိုင်ပွဲရဲ့ချန်ပီယံဖြစ်လွတ်လွတ်ကျွတ်ကျွတ်အောင်ပွဲခံသွားပါလိမ့်မယ်မြန်မာအသင်းဘက်ကကြည့်တော့လေအခွင့်အရေးမရှိဘူးလားဆိုတော့အခွင့်အရေးရှိနေသေးပါမြန်မာအသင်းကထိုင်းကိုအနည်းဆုံးသွင်းကို2ဂိုးသွင်းပြီးအနိုင်ရရှိခဲ့မယ်ဆိုရင်မြန်မာအသင်းကချန်ပီယံဖြစ်ဖို့ခွင့်ရရှိပါတယ်ဒီနေရာမှာကျွန်တော်အနေနဲ့သွင်းကို2ဂိုးလို့ဆိုလိုတာပါ2ဂိုးပြက်အနိုင်ရရှိပဲလို့ဆိုလိုတာမဟုတ်ပါဘူးဥပမာ 2-1-3-2 4-3 ဆိုတဲ့ရလက်တွေနဲ့သာမြန်မာအသင်းအနိုင်ရရှိခဲ့မယ်ဆိုရင်မြန်မာအသင်းအတွက်ဒီပွဲမှာပို့ဆွဲဖို့ခွင့်ရရှိနေသေးဖြစ်ပါတယ်ဒီနေရာမှာပြိုင်ပွဲတစ်ခုလုံးကိုရှုပ်ထွေးသွားစေမဲ့အကဲဖြတ်ရတာကတ်သွားစေမဲ့အနေအထားတည်းရလည်းရှိနေပါတယ်အဲ့ဒါကတော့မြန်မာအသင်းသာထိုင်းအသင်းကို1-0နဲ့အနိုင်ရရှိခဲ့မယ်ဆိုရင်အသင်းသုံးသင်းကြားအနိုင်ရရှိမှုတွေတွင်ကိုအရေးအတွက်တွေဂိုးကွာချက်တွေအားလုံးတူညီသွားမဲ့အနေအထားဖြစ်လာပါလိမ့်မယ်ဘာကြောင့်လဲဆိုရင်ဥဇဘက်ကစ္စတန်ကမြန်မာကို1-0နဲ့အနိုင်ရထားတယ်ဒါပေမဲ့နောက်ပွဲမှာဥဇဘက်ကစ္စတန်ကိုထိုင်းက1-0နဲ့ပြန်ပြီးအနိုင်ယူလိုက်တယ်။အဲ့ဒီတော့နောက်ဆုံးပွဲစဉ်မှာသာမြန်မာကထိုင်းကို1-0နဲ့အနိုင်ရရှိခဲ့မယ်ဆိုရင်အသင်းသုံးသင်းကြားရလက်တွေက1-0တွေပဲဖြစ်နေတာကြောင့်ဂိုးကွာချချက်ကောတွင်းကိုပေးကိုအရေးအတွက်ပါအားလုံးတူညီသွားပါလိမ့်မယ်။ဒီလိုအခြေအနေမှာ fair play အခြေအနေတွေကိုကြည့်ပြီးချန်ပီယံဆုကိုဆုံးဖြတ်သွားမယ်လို့သိရှိရပါတယ်။ fair play အခြေအနေကတော့အဝါကပြသခံရမှုအနီကပြသခံရမှုအခြေအနေတွေပေါ်မူတည်ပြီးတွက်ချက်တာဖြစ်ပါတယ်။လက်ရှိချိန်မှာဥဇဘက်ကစ္စတန်အသင်းကနှစ်ပွဲကစားပြီးချိန်မှာအဝါကပြ9ချိန်တီတီပြသခံထားရတာကိုတွေ့ရတယ်။မြန်မာအသင်းကတော့အဝါက2ချိန်ပြသခံထားရပြီးထိုင်းအသင်းကအဝါက1ချိန်သာပြသခံထားရပါတယ်။ဒါပေမဲ့မြန်မာရောထိုင်းမှာနောက်ဆုံးပွဲစဉ်ကစားဖို့ကြံရှိနေသေးတာကြောင့်အဝါကအနီကအနေထားတွေကအခုတက်ပို့တဲ့အခြေအနေကိုရောက်ရှိကောင်းရောက်ရှိလာနိုင်တာကြောင့်ဘယ်အသင်းက fair play မှာအတာရမလဲဆိုတာကိုပြောလို့မရသေးပါဘူးမြန်မာထိုင်းနဲ့ဥဇဘက်ကစ္စတန်အသင်းတို့ဟာခြေစမ်းပိုင်းတိတ်ပြီးတော့ကွာဟကြီးမရှိပါဘူးလက်တွေ့ရှင်ပြိုင်ရမှာမှားတဲ့အသင်းခံရမယ့်အနေထားအခွင့်အရေးတွေကိုအသုံးချနိုင်တဲ့အသင်းအနိုင်ရသွားမယ့်အနေထားလို့ပဲကြိုပြီးသုံးသပ်ခဲ့တယ်လက်တွေ့မှာလည်းဒီတိုင်းပါပဲအသင်းသုံးသင်းကြားမှာခြေစွမ်းပိုင်းကစားသမားတူးချင်းစီရဲ့စွမ်းဆောင်ရည်ပိုင်းတွေအများကြီးကွာဟမှုမရှိတာကိုတွေ့ရတယ်အမှားနည်းတဲ့အသင်းတွေကအနိုင်ရရှိသွားကြတာပါဥပမာပြောရရင်မြန်မာအသင်းရဲ့ပွဲဥထွက်မှာဥဇဘက်ကစ္စတန်ကို1-0နဲ့ရှုံးနိုင်ခဲ့တယ်ဆိုပေမဲ့လည်းမြန်မာအသင်းအနေနဲ့လည်းခြေပါကိုပြန်ရနိုင်တဲ့အနေအထားမျိုးတွေအနိုင်ကိုပါထက်ရနိုင်တဲ့အနေအထားမျိုးတွေကြုံခဲ့ပါတယ်ရခဲ့တဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့လို့သာမြန်မာအသင်းရှုံးနေခဲ့တာပါဒီလိုပါပဲထိုင်းနဲ့ဥဇဘက်ကစ္စတန်အသင်းတို့ရဲ့ပွဲစဉ်ကိုကြီးမယ်ဆိုရင်လည်းထိုင်းအသင်းအနိုင်ရခဲ့တယ်ဆိုပေမဲ့ဒုတိယပိုင်းမှာဥဇဘက်ကစ္စတန်အသင်းက open chance နေတေချာပေါက်နီးပါဂိုးရနိုင်တဲ့အခွင့်အရေးတွေနှစ်ကြိမ်နဲ့မနဲ့ပြန်လဲရရှိခဲ့ပါတယ်အဲ့ဒီအခွင့်အရေးတွေကိုဥဇဘက်ကစ္စတန်အသင်းအသုံးမချနိုင်ခဲ့လို့သာထိုင်းအသင်းက1-0နဲ့အနိုင်ရရှိသွားတာပါဒီလိုအခြေအနေတွေကိုကြည့်မယ်ဆိုရင်ထိုင်းနဲ့မြန်မာအသင်းနောက်ဆုံးရှင်းပြိုင်မဲ့ပွဲစဉ်ကလည်းဘယ်အသင်းအမှားနဲ့မလဲဘယ်အသင်းကရရှိလာတဲ့အခွင့်အရေးတွေကို
အပိုင်အသုံးချနိုင်မလဲဆိုတဲ့ပေါ်မူတည်ပြီးအရှုံးနိုင်ရလက်ပေါ်ထွက်လာပါလိမ့်မယ်မြန်မာနဲ့ထိုင်းဒီနှစ်သင်းရဲ့အားသာချက်အားနည်းချက်တွေကိုလည်းနည်းနည်းတော့ပြောပြကြပါမယ်အရင်ဆုံးထိုင်းသင်းကြောင်းစပြောခြင်းနဲ့ထိုင်းသင်းကဘောလုံးကင်ကစားတာကောင်းတယ်ကွန်ဘိုင်နေရှင်းတွေတွဲလုံးတွေကနေတစ်ဆင့်တိုက်စစ်စင်ထိုးပေါက်တဲ့နေရာမှာညံ့ညောတယ်ရတန်ပူမိတယ်ဒီဘိုင်းတွေမှာတော့ထိုင်းကမြန်မာထက်တာပါတယ်မြန်မာအသင်းအနေနဲ့ပြီးခဲ့တဲ့ဥဇဘက်ကစ္စတန်အသင်းနဲ့ပွဲစဉ်ကိုပြန်ကြည့်ရင်ကစားပုံအချိတ်ဆက်တိုင်မင်မိမှုအပိုင်းမှာအားနည်းနေတယ်တိုက်စစ်ကအဆုံးသက်ပိုင်းနေအားနည်းနေတယ်လို့ကိုရဖို့အခွင့်အရေးဖန်တီးနိုင်မှုအပိုင်းမှာလည်းအနည်းငယ်အားနည်းနေတာကိုတွေ့ရတယ်ဒါပေမဲ့လည်းမြန်မာအသင်းရဲ့ကစားပုံစိုးစိုးဝါးဝါးလားဆိုတော့လေစိုးစိုးဝါးဝါးကြီးမဟုတ်ဘူးသူသဖြင့်ဥဇဘက်ကစ္စတန်အသင်းနဲ့ရှင်ပြိုင်ကစားခဲ့တဲ့ဒုတိယပိုင်းမှာမြန်မာအသင်းအနေနဲ့ဂိုးရနိုင်တဲ့အခွင့်အရေးတွေပြန်လည်ရရှိခဲ့တာကိုတွေ့ရပါတယ်မြန်မာအသင်းတိုက်စစ်မှာမေထက်လူကိုအထောင်ထားပြီးဘယ်ညာတောင်ပိုင်းတွေမှာယူပါခိုင်နဲ့စန်တော်တော်တို့ကိုအတူအလုပ်တွေနဲ့ကစားစီခဲ့တဲ့နီးဗျူဟာကိုပထမပွဲမှာသုံးခဲ့တယ်စန်တော်တော်တိုးနိုင်လုံနိုင်တီးနိုင်ရွေးနိုင်ပေမဲ့ဂိုးရှိကိုဖန်တီးပေးပိုးနိုင်မှု crossing လုပ်တဲ့နေရာတွေမှာအားနည်းချက်အချို့ရှိတာတွေ့ရပါတယ်ဒါအပြင်ဘယ်ချမ်းကယူပါခိုင်အနေနဲ့လည်းပထမပွဲစဉ်မှာတကူကောင်းဆန်ဆန်ကစားနေတာမျိုးတွေအချို့တွေ့ခဲ့ရတယ်မြန်မာအသင်းဒီအချိန်လေးကိုဘယ်လိုပြောင်းလဲမလဲနိပြတ်စတိုဘာတွေပြုပြင်ပြောင်းလဲပြီးထိုင်းအသင်းကိုရင်ဆိုင်မလဲဆိုတာကစိတ်ဝင်စားစရာပါပထမပွဲစဉ်ရှင်ပြိုင်ကစားရတဲ့အနေထားအရမြန်မာအသင်းရဲ့ခန်းစစ်ပိုင်းကစားသမား၄ယောက်လုံးအမှားပဲမရှိပဲကောင်းခဲ့တယ်လို့ပဲပြောရပါလိမ့်မယ်ဂိုးသမားမျိုးမြမြငိမ့်အနေနဲ့လည်းမြန်မာအသင်းနောက်တန်းနဲ့ဂိုးသမားကြားကကွက်လက်စပိတ်ကိုကောင်းကောင်းဖြည့်ပေးနိုင်တယ်ဝင်ထောက်ပေးနိုင်တယ်ဘေးဆက်လှုပ်တဲ့နေရာမှာလည်းမျိုးမြမြငိမ့်စီကနေဘောလုံးတွေစတင်တာတွေ့ရတယ်အဲ့ဒီလိုစတင်တဲ့နေရာမှာလည်းကောင်းကောင်းလေးပြပို့နိုင်တာကိုမြင်ရပါတယ်မြန်မာအသင်းကွင်းလယ်မှာဖြူဖြူဝင်းနောက်ထပ်လက်ဝက်အတွဲကိုအခုလာမယ့်ပွဲစဉ်မှာလည်းဆက်ပြီးအသုံးပြုဖို့များပါတယ်ဒီနေရာမှာဖြူဖြူဝင်းစီကဘောလုံးထွက်နှုံနေပြီးခဲ့တဲ့ပွဲစဉ်ကထက်ပိုများဖို့ပိုပြီးတိကျဖို့လိုအပ်မယ်လို့ယူဆသလိုနောက်ထပ်လက်ဝက်အနေနဲ့လည်းဘောက်တူဘောက်ကစားတဲ့နေရာမှာမမထန်ထန်နဲ့အမှားယွင်းကင်းကင်းကစားနိုင်မှသာထိုင်းအသင်းရဲ့ကွင်းလယ်ကိုစိုးမိုးနိုင်ပါလိမ့်မယ်မြန်မာအသင်းနဲ့ထိုင်းအသင်းတို့ရဲ့အနေအထားကိုအကြမ်းမြင်သုံးသပ်ပြီးသွားတော့ဒီပွဲမှာဘယ်သူနိုင်မလဲဆိုတာကိုပြောကြည့်ကြရအောင်ပုံမှန်အရဆိုရင်တော့လက်ရှိခြေစွမ်းအရဆိုရင်တော့ထိုင်းအသင်းကအနိုင်ရဖို့ပို့ပြီး favorite ဖြစ်တာကိုမြင်လို့မရပါဘူးဒါပေမဲ့တတိပြုရမယ့်အချက်ကတော့တတိပြုရမယ်ဆိုတာတဲ့ကျွန်တော်တတိထားမိတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကမြန်မာကထိုင်းအသင်းကိုနောက်ဆုံးတွေ့ခဲ့တဲ့နှစ်ပွဲလုံးအနိုင်ရရှိထားတာပါ2023ခုနှစ်စီးဂိမ်းပြိုင်ပွဲရဲ့ဆီမီဖိုင်နယ်မှာထိုင်းအသင်းက 2-0 နဲ့မြန်မာအသင်းကိုဦးဆောင်ခဲ့တယ်။ဒါပေမဲ့မြန်မာက4ခုပြန်သွင်းပြီးထိုင်းအသင်းကိုဆီမီဖိုင်နယ်ကနေဖြုတ်ချခဲ့ဘူးတယ်။ဒါတွေမကသေးပါဘူး။ပြီးခဲ့တဲ့2025အာဆီယံ Women Championship ပြိုင်ပွဲရဲ့ဆီမီဖိုင်နယ်မှာလည်းမြန်မာနဲ့ထိုင်းတို့ထပ်တွေ့ကြတဲ့အခါထိုင်းအသင်းက 1-0 ဦးဆောင်တယ်။ဒါပေမဲ့မြန်မာကကမ်ဘတ်2ဂိုးဆက်ပြန်သွင်းပြီး2-1ဆိုတဲ့ရလဒ်နဲ့ထိုင်းအသင်းကိုဆီမီဖိုင်နယ်ကနေထပ်ပြီးဖြုတ်ချခဲ့ပူပါတယ်ဒီပွဲစဉ်နှစ်ပွဲကြောင်းဘာကြောင့်ပြောလဲဆိုတော့မြန်မာအမျိုးသမီးအသင်းအနေနဲ့ထိုင်းအသင်းကိုနောက်ဆုံးနှစ်ပွဲဆက်ကမ်ဘတ်ဂိုးတွေနဲ့အနိုင်ရရှိထားတာကြောင့်စိတ်သက်ပိုင်းဆိုင်ရာမှာမြန်မာအသင်းအနေနဲ့ဒီ confidence ရှိနေမယ်ယုံကြည်မှုပြည့်နေမယ်လို့ယူဆရတာကြောင့်ဖြစ်ပါတယ်ဒါအပြင်ဒီပွဲစဉ်ကဒီမြန်မာအသင်းအနေနဲ့အိမ်ကွင်းမှာကစားရမှာဖြစ်တာကြောင့်ဒီတူနာကွင်းကိုလာရောက်အားပေးမဲ့မြန်မာပြည်သက်တွေအားကလည်းမြန်မာမျိုးသမီးလက်ရည်အသင်းအတွက်12ယောက်မြောက်ကစားသမားတွေဖြစ်လာမယ်လို့ယူဆမိပါတယ်ဘယ်လိုပဲဖြစ်ဖြစ် AYA Five Nation 2026ပြိုင်ပွဲကနောက်ဆုံးပွဲစဉ်ရောက်လာတဲ့အထိပြည်သက်ကိုစိတ်လှုပ်ရှားမှုတွေရင်ကုန်မှုတွေပေးနေစေဖြစ်ပါတယ်မြန်မာနဲ့ထိုင်းမျိုးသမီးအသင်းတို့ရှင်ပြိုင်ကြကြမယ်နောက်ဆုံးပွဲစဉ်မှာဘယ်လိုရလက်ထွက်ပေါ်လာပြီးချန်ပီယံဆုဖလားကြီးကိုဘယ်အသင်းရရှိသွားမလဲဆိုတာကစိတ်ဝင်စားစရာဖြစ်နေသေးပါ
ဒီတော့မြန်မာအသင်းသားအမှားယွင်းကင်းကင်းနဲ့အမှားလေးနိုင်တဲ့မဲ့နေအောင်ကစားပြီးရရှိလာတဲ့အခွင့်အရေးတွေကိုပိုင်နိုင်အသုံးချကကိုယ့်ရေကိုယ့်မြေကိုယ့်ပြည်သက်ရှိမှာ A1A Tri Nation 2026စုဖလားကြီးကိုကြိုက်မြောက်နိုင်ပါစေလို့ဆန္ဒပြုရင်ဒီအစီအစဉ်ကိုအဆုံးသတ်လိုက်ပါတယ်ပြည်သက်တွေအနေနဲ့လည်းအခုလာမဲ့မြန်မာနဲ့ထိုင်းပွဲစဉ်မှာဘယ်အသင်းအနိုင်ရမလဲဘလို့ကြောင့်အနိုင်ရမလဲဆိုတာတွေကိုကွန်မန့်မှာဝေမျှပေးသွားဖို့လေးစွာစွာဖိတ်ခေါ်တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်